Hello မင်္ဂလာပါဂျင်း try on blog လေးပါပထမဦးဆုံးဝတ်စုံလေးကတော့ Cutie shop ကနေထွက်ထားတဲ့ဂျင်းဝမ်ဆက်လေးဖြစ်ပါတယ်ဒီဂျင်းဝမ်ဆက်လေးကတော့အသားလေးထူတယ်ဝေးရလည်းတတောင်တတရှိတယ်ခရီးသွားပါသွားဆိုရင်အရင်အဆင်ပြေပါတယ်ဒုတိယဝန်းဆက်လေးကတော့ဂျင်းနဲ့ဆွဲသားလေးနဲ့ရောရှက်ထားတဲ့ဂျင်းဆွဲသားခေါင်းဝင်လေးပဲဖြစ်ပါတယ်ဒီခေါင်းဝင်လေးဆိုလို့ရှိရင်ကဖေးဒိတ်သွားမယ်ဆိုလို့ရှိရင်အရန်ကိုအဆင်ပြေပါတယ်ဝေးရလည်းတတောင်တတရှိရဲ့နောက်ဆုံးတတိယဝမ်းဆက်လေးကတော့ top လေးနဲ့ပေါင်းမီလေးနဲ့ကိုတွဲဖက်ပြီးတော့ဝတ်ဆင်ထားပါတယ် top လေးရဆိုလို့ရှိရင်ဂျင်းနဲ့ဆွဲသားလေးရောရှက်ထားတယ်နောက်ပေါင်းမီလေးကတော့ဆွဲသားပေါင်းမီလေးပါဝေးရအရင်တတောင်တတရှိပါတယ်ဝတ်ပြထားတဲ့ outfit လေးတွေမှာဘယ် outfit လေးကြိုက်လဲ comment မှာတစ်ချက်မှတ်ပေးခဲ့ပါရှင်